6ဖို့လာရတာလေဖက်နှက်တွေထဲမှာတိုက်ဆွေးဖက်နှက်ပါလာလို့ရှိရင်တကယ်ကိုစိတ်ညစ်ဖို့ကောင်းပါတယ်ဗျကော်တွေကပါဝါကုန်နေပြီးတော့အကောင်လုံးကွာနေတာပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ဖက်နှက်6တဲ့ခါမှာဆိုလို့ရှိရင်လည်းစိုးပြားတွေကဆွေးနေတာတွေကွဲနေတာတွေအဲ့လိုမျိုးမဖြစ်အောင်ဒီကြားလေးလည်းဂယူးစားရပါတယ်ဗျဒီနေ့ကျွန်တော်လုပ်ပြရမယ့်ဖက်နှက်တွေကတော့အခုလိုမျိုးမြင်ရတဲ့အတိုင်းပဲပေါ့နော်ဖက်နှက်ကော်တွေကွာနေတာကတော့လက်ကုန်ပါပဲဗျအရင်ဆုံးကျွန်တော်တို့ဖက်နှက်ကော်လေးတွေတောက်ရင်ပေးထားလိုက်ပါမယ်ပြီးလို့ရှိရင်ဖက်နှက်စိုးပြားတွေပေါ့နော်တင်တာလေးနဲ့ကျွန်တော်တို့ကော်လေးတွေစင်အောင်လေးတောက်လိုက်ပေးထားလိုက်ပါမယ်ဗျတင်တာနဲ့တောက်လို့မစင်တဲ့ဟာတွေကကြတော့ကျွန်တော်ကော်ဘက်လေးနဲ့ငယ်စားထားပြီးလိုက်ပါတယ်ဗျကျွန်တော်တို့ကော်ဘက်စားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အောက်ဆုံးနှစ်ထပ်ကော်ကွာနေတဲ့ဟာလေးကိုကျွန်တော်တို့ကော်လေးတွေတောက်မှာပေါ့နော်အရင်ဆုံးကော်လေးတွေနဲ့ဆက်လေးတောက်လိုက်ပြီးထားလိုက်ပါမယ်ဗျပြီးလို့ရှိရင်တော့ကျွန်တော်တို့တခြားလေးနေရာတခြားလေးကပ်ထားပေးလိုက်ပါမယ်နော်အောက်ဆုံးနှစ်ထပ်လုံးကိုဒီကြားလေးကော်ကပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖက်နှက်နဲ့ကပ်ဖို့အတွက်ကျွန်တော်တို့ဖက်နှက်အသားမှာလည်းကော်လေးတွေကိုဒီကြားနဲ့ဆက်လေးတောက်လိုက်ပြီးထားလိုက်ပါမယ်ဗျကော်လေးတွေတောက်ပြီးတော့ကော်လေးတွေနည်းနည်းလေးချောက်လာပြီဆိုလို့ရှိရင်အခုလိုမျိုးဖက်နှက်ခွာကိုဖက်နှက်မှာနေရာတကြားလေးဂယူးစားပြီးတော့ကတ်ထားပေးလိုက်ပါမယ်ပေါ့နော်အကယ်လို့နေရာတကြားမကတ်ဘူးဆိုလို့ရှိရင်ဖက်နှက်ဆိုင်ကြီးွားတာတွေတေးွားတာတွေဖြစ်တတ်တယ်ပေါ့နော်အခုလိုမျိုးပဲဒီကြားလေးဂယူးတစားလေးကတ်ပေးရပါတယ်ဗျကျွန်တော်တို့ဖက်နှက်ကော်ကတ်ပြီးတော့ဖက်နှက်လေးတွေတညာလောက်ကော်ကတ်အောင်ထားလိုက်မယ်ဆိုလို့ရှိရင်အခုလိုမျိုးပဲဒီကြားလေးကတ်သွားမှာပဲဖြစ်ပါတယ်ဗျကော်လေးတွေဒီကြားကတ်သွားပြီဆိုလို့ရှိရင်ဖက်နှက်လေးတွေပုံမခံခဲ့အောင်ဆိုပြီးတော့ကျိုးနှစ်ထပ်တောင်းပြီးတော့ချုပ်ထားပေးတာပေါ့နော်ဒါလေးကတော့ကျွန်တော်ချုပ်ထားပေးတဲ့လက်ရလေးပါဗျအားလုံးပဲကျေးဇူးပါနော်